ကိုစိတ်ကိုယ်တိုင်ပြန်ပြီးတော့ပုံသွင်းလို့ရတယ်ဆိုရင်ကောယုံမလားဒီနေ့မှလည်းစိတ်ချမ်းမာရေးရဲ့နောက်ွယ်ကတကယ်ကိုအံ့ဩစရာကောင်းတယ်တစ်ပြင်ပညာရပ်ပြေအကြောင်းပြောပြခြင်းတယ်အထူးကတော့ကိုစိတ်ကိုယ်တိုင်ဖြန့်ပြီးပြုပြင်ပြောင်းလဲနိုင်တဲ့စွမ်းအားပေါ့ဥပမာချောင်းဆိုးပြီဆိုရင်ဘာလို့ရမလဲဆိုတော့ကျွန်တော်အားလုံးသိကြရနော်ဒါပေမဲ့စိတ်ထဲမှာအယမ်းပင်ပန်းပြီးအားကုန်နေပြီလို့ခံစားလာရတဲ့အခါကျတော့ရောဘယ်လိုလုပ်ကြမလဲဒါကတော်တော်များများနေ့စဉ်နဲ့အမျှကြုံနေရတဲ့မေဟုန်းတစ်ခုလိုပါပဲတကယ်တော့အရင်ကဆိုရင်လေစိတ်ကြမ်းမာရေးဆိုတာခန္ဓာကိုယ်ကြမ်းမာရေးလောက်အရေးပေးချင်ရတာမျိုးမရှိခဲ့ဘူးပေါ့ဒါပေမဲ့အခုခေတ်မှာတော့အဲ့ဒီအမြင်တွေကတော်တော်လေးကိုပြောင်းလဲလာပါပြီအခုဆိုရင်လူတိုင်းကကိုယ့်ရဲ့စိတ်ကိုဂရုစိုက်တာဟာကိုယ့်ခန္ဓာကိုယ်ကိုဂရုစိုက်တာနဲ့တစ်ထက်ထက်အရေးကြီးတယ်ဆိုတာကိုလက်ခံလာကြပြီလေကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြောနေတဲ့စိတ်ကြမ်းမာရေးဆိုတာတကယ်တော့ဘာလဲအဲ့ဒါလေးကိုအရင်ဆုံးအသေးပြဖွင့်ကြည့်ကြအောင်စိတ်ကြမ်းမာရေးဆိုတာကလေတကယ်တော့ကျွန်တော်တို့ရဲ့စိတ်ခံစားမှုစိတ်ပိုင်းဆိုင်ရာပြီးတော့လူမှုပေါင်းသင်းဆက်ဆံရေးအဲ့ဒီကောင်းမွန်မှုတွေအားလုံးကိုခြုံပြီးပြောတာပါဒါကကျွန်တော်တို့ဘယ်လိုတွေးခေါ်တယ်ဘယ်လိုခံစားရတယ်ဘယ်လိုပြုမှုနေထိုင်တယ်ဆိုတာတွေပေါ်မှာဘဝရဲ့အဆင့်တိုင်းမှာပေါ့နော်တက်ရောက်မှုရှိနေတဲ့တော်တော်လေးကြက်ပြန့်တဲ့အရာတစ်ခုပေါ့အခုကျွန်တော်တို့ဦးနှောက်နဲ့ပတ်သက်ပြီးအရင်ကထင်ထားခဲ့တာတွေအားလုံးကိုပြောင်းပြန်လန်ပစ်လိုက်တဲ့အဲ့ဒါထိပတ်ပညာရှားဖေးတွေ့ရှိမှုကြီးတစ်ခုကိုကြည့်ကြအောင်အရင်တော့ကလေသိပ္ပံပညာရှင်တွေကဘလို့ထင်ခဲ့လဲဆိုတော့လူတစ်ယောက်အရွယ်ရောက်သွားပြီဆိုတာနဲ့သူ့ဦးနောက်ကကြောက်တုံးပေါ်မှာစာထွင်းထားတယ်လို့ပဲလုံးဝပြောင်းလို့မရတော့ဘူးအသေးဟစ်သွားပြီလို့ယုံကြည်ခဲ့ကြတာဒါပေမဲ့လေအခုနောက်ပိုင်းအာယုံကျော်သိပ္ပံပညာရဲ့တွေးရှိချက်အသစ်ကဘာပြောလဲဆိုတော့ဦးနောက်ဆိုတာရှင်စဲတတုံးလို့ပဲတဲ့ကိုလိုတလို့ပြန်ပုံသွင်းလို့ရတယ်ပြန်ပြင်လို့ရတယ်ဆိုတာကိုသက်သေပြလိုက်ပါတယ်ဒီလို IOC ကောင်းတဲ့ဦးနောက်ရဲ့စွမ်းရည်ကိုသိပ္ပံပညာမှာ neuroplasticity လို့ခေါ်ပါတယ်အဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေထွေးခေါ်ပုံတွေပြီးတော့နေထိုင်တဲ့ပတ်ဝန်းကျင်အဲ့ဒါတွေပေါ်မှုတည်ပြီးဦးနောက်ကအာယုံချောချိတ်ဆက်မှုအသစ်တွေကိုဖန်တီးနိုင်တယ်သူ့ကိုယ်သူပြန်လဲဖွေစည်းနိုင်တယ်ပေါ့အရေးကြီးဆုံးကဘာလဲဒီလားဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုကျွန်တော်ကိုယ်တိုင်ကတက်ကြွအနေလွှမ်းမိုးနိုင်စွာရှိနေတယ်ဆိုတာပါပဲโอเคဒါဆိုရင်ဦးနောက်ကိုဘလူးနီလန်းနဲ့တကယ်လက်တွေ့ပြန်ပြီးပုံထွေးလို့ရမလဲအလေးလာခံရဆုံးနီလန်းတွေထက်ကတစ်ခုကတော့စိတ်အတွက်နီးပညာတစ်ခုလို့တောင်တင်စားခေါ်လို့ရတယ်တရားထိုင်ခြင်း meditation ပဲဖြစ်ပါတယ်ဒီเจ้าကိုတက်တဲ့ပြဖို့ Harvard တက္ကသိုလ်ကအာယုံကျော်သိပ္ပံပညာရှင် Sarah Lazar ဦးဆောင်ခဲ့တဲ့တကယ်ကိုသမိုင်းဝင်သူတေသနာတစ်ခုကိုကြည့်ကြအောင်ဒီလေ့လာမှုကလေအရင်ကတခါမှတရားမထိုင်ဘူးတဲ့သူတွေကိုခေါ်ပြီးတော့စမ်းသပ်ခဲ့တာပါအဲ့တော့ဒီစမ်းသပ်မှုကအချင်းဘယ်လောက်ကြာမယ်လို့ထင်လဲတနင်္လာ6လလားမဟုတ်ပါဘူး10ပတ်ပဲဟုတ်ပါတယ်နတ်လာဒီနေပါပဲပြီးတော့လေနေတိုင်းလောက်ရတဲ့အချိန်ကလည်းအများကြီးမဟုတ်ဘူးဒီနေ့ကိုမိနစ်20လောက်လီပဲကဲဒီလောက်တော့တောင်းတဲ့အချိန်လေးနဲ့လှုပ်ဆောင်မှုကနေဘလို့အမခံပြောင်းလဲမှုလေးရလာခဲ့လဲဆိုတာဆက်ကြည့်လိုက်ရအောင်ကျလက်တွေကတကယ်ကိုအံ့ဩစရာကောင်းပါတယ်ပထမတစ်ခုကပါလဲဆိုတော့တင်ယူမှုမှတ်ငယ်ပြီးတော့စိတ်ခံစားမှုထင်းချုပ်ရလို့အရေးကြီးတဲ့ဦးနောက်အောင်ရောပိုင်းသားတွေရှိရဲ့မီးခိုးရောင်ချက်သား gray matter တွေကပိုပြီးထူးရဲလာတာကိုတွေ့ရတယ်နောက်တစ်ချက်ကပိုပြီးတော့အံ့ဩဖို့ကောင်းတယ်ဦးနောက်ရဲ့ကြောင်ရွံ့မှုနဲ့ဆေးပီးစီးမှုပို့ဟော်တာနာလို့ခေါ်တဲ့အမီဂဒလာကတိတိကျကျကိုကျုံသွားတာပါဆိုတော့ဒါကဘာကိုပြနေရလဲရှင်းလေးပါပဲတရားထိုင်တယ်ဆိုတာဦးနောက်အတွက် gym ဆော့နေတာနဲ့အတူတူပါပဲ gym ဆော့ရင်ကြွက်ပါးတွေတန်မာလာသလိုပဲလေတရားထိုင်ရင်လည်းဦးနောက်ရဲ့အရေးကြီးတဲ့စိတ်ပိုင်းတွေကရုပ်ပိုင်းဆိုင်ရာအရာကိုပို့ပြီးတော့ခိုင်မာတန်ဆွမ်းလာတာပေါ့ဟုတ်ပြီဦးနောက်ထဲမှာဒီလိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်သွားရင်နောက်ဆိုနေ့စဉ်ဘဝမှာတော့ဘလို့လက်တွေ့အကျိုးကျေးဇူးတွေရှိလာမလဲစက်ကြည့်ကြအောင်ဥပမာပေါ့နော်အလုံးမှာစိတ်ဖိစီးမှုတွေညားနေပြီလားတရားနိုင်ခင်ကအဲ့ဒီဖျားတွေကိုရှော့ချပေးနိုင်တယ်အနာဂတ်အတွက်စိုးရင်စိတ်တွေများပြီးညာဘက်အိမ်ပြော်ပြီလားအဲ့ဒီစိုးရင်ပူပါမှုတွေကိုထိန်းချုပ်နိုင်အောင်ကူညီပေးတယ်ဒါဒီမဲ့လားဆိုတော့မဟုတ်သေးဘူးအတွေးတွေဟိုရောက်တီရောက်နဲ့အာယုံဆိုင်လို့မရဖြစ်နေချိန်မှာအာယုံစူးဆိုင်မှုပိုကောင်းလာစေကိုယ့်အပေါ်ရောတခြားသူတွေအပေါ်မှာပါပိုပြီးကျင်နာတနာတတ်တဲ့စိတ်ကိုမွေးမြူပေးတယ်နောက်ဆုံးအတက်အရွယ်ကြောင့်ဖြစ်တဲ့မှညံရောကြော်တိုင်းမျိုးကိုတောင်ရှော့ချပေးနိုင်ပါသေးတယ်အဲ့တော့တရားထိုင်နေဆိုတာဦးနောက်ကိုပြန်ပုံသွင်းဖို့တခေတ်ကိုအစွမ်းထက်တဲ့ခိရိယာတစ်ခုဆိုတာရှင်းပါတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကြံခိုင်မှုကိုတိဆောက်တဲ့နေရာမှာဒါတစ်ခုတည်းပဲရှိတာတော့မဟုတ်ဘူးပေါ့နောက်ထပ်အရေးကြီးတဲ့အချက်တွေကိုဆက်ပြီးကြည့်လိုက်ကြအောင်ပထမတစ်ခုကတော့လေ့ကျင့်ခန်းပုံမှန်လို့တာပါဒါကကိုလေ့ကျင့်ချဖို့တစ်ခုတည်းတတ်မဟုတ်ဘူးเนาะလေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါစိတ်ခံစားမှုကောင်းစေတဲ့ endorphins serotonin dopamine အဲ့ဒီလိုပျော်ရွှင်စေတဲ့ဟော်မုန်းတွေဦးနောက်ထဲမှာအများကြီးထွက်လာမှာအဲ့ဒါကြောင့်လမ်းထဲနဲ့ရှောင်းလိုက်တာဖြစ်ဖြစ်ပြေးလိုက်တာဖြစ်ဖြစ်လုပ်ပြရတဲ့စိတ်ကပိုပြီးကြည်လင်လန်းဆန်းထွက်တာပေါ့ကဲနောက်တစ်ခုကတော့အရေးအသွေးပြေဝရဲ့အိတ်ဆက်ခြင်းပါ
အိတ်စစ်တဲ့ဆိုတာကအနားယူတာတက်တက်မဟုတ်ပဲဦးနှောက်တဲ့တန့်ရှင်းရေးလုပ်ပေးနေတဲ့အချိန်လို့ပြောလို့ရတယ်တနေ့တာလုံးကစစ်ဖြစ်စီမှုတွေမကောင်းတဲ့ຢာတွေကိုရှင်းထုတ်ပြပြီးတော့နောက်နေ့အတွက်အားရင်တစ်တွေပြင်ဖြည့်ပေးနေတာပါ အဲ့ဒါကြောင့်မလို့ကိုကို view site တာပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ရင်းဖွင့်တိုင်ပင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွမ်းကျင်ပညာရှင်တွေစီကအကူအညီယူတာပဲဖြစ်ဖြစ်စိတ်ကြမ်းမာရေးကောင်းမွန်ဖို့အတွက်ရှောက်လန်းနိုင်တဲ့လမ်းတွေအများကြီးရှိပါတယ်အဓိကမှထားမှာကဘာလဲဆိုတော့ကိုယ်စိတ်ကြမ်းမာရေးကိုတက်တက်ကြွကြွ view site တယ်ဆိုတာအားနည်းချက်လုံးဝမဟုတ်ဘူးအားတာချက်တစ်ခုဖြစ်တဲ့ဆိုတာကိုနားလည်ထားဖို့ပါပဲ တကယ်တော့လေအဓိကတော့ချက်ကပြည့်ပြည့်စုံတယ်ဘူးမဟုတ်ပါဘူးနေ့စဉ်လှုပ်ဆောင်တဲ့သေးငယ်ပြီးမဲ့တစိုက်မှမှလှုပ်တဲ့အလေးချင်းလေတွေကမယ်အချိန်နဲ့အမျှဦးနောက်ကိုတဖြည်းဖြည်းပြန်လဲပုံသွင်းမြသွားမှာပါ ကဲဒါဆိုရင်ကိုယ့်ရဲ့ဦးနောက်ကိုပိုကောင်းအောင်ပြောင်းလဲဖြစ်ဖို့အဆင်သင့်ဖြစ်ပြီလား